shopping လေးကနေကျေးဇူးလိုက်ပါတယ်ဒီတစ်ခါတော့ထူးကမြန်မာကနေထုတ်တဲ့အသင်စား ready made စားစာလေးကို review လုပ်ပေးပါမယ်ပေါ့နော်အဲ့မောင်ငံလေးမွေးနေရပဲကြက်သားပတ်တွေလည်းအများကြီးပဲဆိုတော့တော်လေးစားလို့ကောင်းတယ်ပြီးတော့မချင်ဘူးမငံဘူးရတာလုံးဝအနေတော့ပဲတော်တော်လေးစင်ပြီးရပေါ့နော်ပြီးတော့မြန်မာနိုင်ငံမှာစားခဲ့အရသာလေးကိုပိုရတာတော့ခံစားရတယ်ပေါ့နော်ထို့ခုစားနေရကြအောင်မန်းလေးမုတ်ဒီတုတ်ပါအဲ့ဒါပြင်သူကဒီနမ်းပြတုတ်လဲစားချင်လို့နမ်းပြတုတ်လဲမှာထားရဲထမင်းတုတ်လဲမှာထားရဲပြီးတော့ဒီချက်မောင်တော်တို့ပါလဲမှာထားရဲပေါ့နော်သူကတော့အဆက်တိုက်တဲ့သူဆိုတော့လေဒီ spicy ဝါဥတုတ်လေးနဲ့စားရပေါ့နော်အဲ့ဒါလေးဆိုလဲအရန်လိုက်ပါတယ်လို့ဒါက just sharing ပေါ့နော်အခုထူးစားရဲနန်းကြီးတုပ်ဆိုလို့ရှိရင်နန်းကြီးဘတ်အဆိုတုံးထားတယ်စက်သားဆိုလို့ရှိရင်လည်းဒီတာရှည်ကန်ဆေးတွေနဲ့တုံးထားပဲနဲ့ပိုသက်ပေါင်းခံအခုပေးတဲ့ဒီစနစ်ကိုတုံးထားပြီးတော့ package လုပ်ထားတဲ့အတွက်ကျန်းမာရေးနဲ့လည်းညီညွတ်တယ်ဒီ ready made food လေးဆိုလို့ရှိရင်ဒီ room temperature နဲ့ထားမယ်ဆိုလို့ရှိရင်နှစ်ပတ်အတွင်းရတယ်ပေါ့နော်နှစ်ပတ်ထိထားလို့ရတယ်ရေခဲទឹកတာ freezer ထဲမဟုတ်ဘဲနဲ့ဒီအောက်ထပ်မှာပဲထားမယ်ဆိုလို့ရှိရင်2လလောက်ထိကိုခံပါတယ်အဲ့ဒီအတွက်ဒီနိုင်ငံခြားသွားပြီးတော့လက်ဆောင်ပေးမယ်ကိုနိုင်ငံသားသွားမယ်ဆိုလို့ရှိရင်လည်းဒီအထုပ်လေးကအလဲတကူတည်သွားလို့ရတယ်အရင်ကအဆင်ပြေရဲ့ဒီ ready made food လေးပါရှင်အဲ့တော့ဒီမြန်မာရဲ့ ready made food လေးမှာတင်နေဆိုလို့ရှိရင် Lazada, Shopee, TikTok Shop တွေအပြင်ဒီမြန်မာ online page ကနေလည်းမှာလို့ရပါတယ်ထိုင်းနိုင်ငံကနိုင်ငံလုံးကိုအိမ်ရောက်ငွေရှင်းစနစ်နဲ့ပို့ပေးပါတယ်ဒီ page link လေးကိုတော့ဒီ video လေးရဲ့ description ထဲမှာထည့်ပေးထားပါတယ်နော်ဒီ product လေးရဆိုလို့ရှိရင်သူတို့လိုမွေးရအနေနဲ့ဝေးကွာနေတဲ့သူတွေအတွက်အရန်ကိုအဆင်ပြေလွယ်ကူတဲ့အစားတောက်လေးတွေပါပြီးတော့ကိုယ့်ရဲ့မြန်မာနိုင်ငံကိုပြန်ပြီးတော့ဗတိရသွားတဲ့ product လေးပေါ့နော်အားကြောင့်မို့သူကတော့ view လေးလုပ်ပေးရပါအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ကျေးဇူးများသမျှအောင်မြင်ပါစေလို့ shopping လေးကနေစတောင်းပေးလိုက်ပါတယ်ဆိုတော့ဆက်စားလိုက်ပါဦးမယ်နော်